စာဒမနရဲ့လက်နဲ့လျှို့ဝှက်လက်နဲ့အကြောင်းဖြစ်တယ်ဒီနေ့ဒီမှာချင်းကြီးကိုမောင်မတွေသင်ဟာတခါတည်းမှာကျွန်တော်ထင်တယ်စာဒမနကျွန်တော်တို့ကိုမူရင်စေဝါနဲ့သွေးဆောင်မလားဒါမှမဟုတ်မတရားတော့မိထုံနဲ့သွေးဆောင်မလားဒါမှမဟုတ်တစ်စုံတစ်ခုနဲ့သွေးဆောင်မလားလို့သင်ထင်တယ်တင်ကအဲ့ဒီအရာတွေကိုရှောင်တယ်တင်ကိုအစာဒမနကအဲ့ဒါနဲ့သွေးဆောင်လို့မရဘူးဆိုတာသိတယ်ဘာလို့တင်ကဖျားကောင်းနေတိုင်းသွားတယ်တင်က home set အမြဲတမ်းသွားတယ်ဟုတ်တယ်နော်ဖျားကောင်းအမြဲတမ်းသွားတယ် home set အမြဲတမ်းသွားတယ်စုတောင်းခြင်းမှာအမြဲတမ်းပါဝင်တယ်စာဒမနသိတယ်တင်ကိုအရက်နဲ့သွေးဆောင်လို့မရဘူးဆိုတာသိတယ်ကျွန်တော်တခါတည်းအရက်ဆိုရင်ဒါစာဒသွေးဆောင်ဒါပေမဲ့တင်မသိတဲ့စာဒမနရဲ့လက်နဲ့တရှိအဲ့ဒီလက်နဲ့တင်မသိပဲနဲ့တတိမထားမိပဲနဲ့တင်ဘဝအထဲမှာစာဒစပြီးနေရာယူနေတဲ့စာဒမနရဲ့လက်နဲ့တွေအကြောင်းဒီညမှာကျွန်တော်ပြောပြချင်တာတယ်တင်ကိုစာဒအရက်နဲ့သွေးဆောင်လို့မရဘူးဆိုတာသိတယ်တင်ကိုစာဒမနကမတရားတော့မိထုံနဲ့သွေးဆောင်လို့မရဘူးဆိုတာသိတယ်တင်ကိုစာဒမနကလူအသက်မတက်ရဘူးဆိုတဲ့အရာနဲ့ပတ်သက်ပြီးတော့သွေးဆောင်လို့မရဘူးဆိုတာ तू သိတယ်လူတွေကိုမလင်ရဘူးဆိုတဲ့ပတ်သက်ပြီးတော့သွေးဆောင်လို့မရဘူးဆိုတာ तू သိတယ်ကျွန်တော်တို့အဲ့ဒီအရာတွေကိုအရန်တတိထားပြီးတော့ကျွန်တော်တို့တတိမထားမိတဲ့စာဒမနရဲ့လျှို့ဝှက်လက်နက်တွေဟာကျွန်တော်တို့ဘဝမှာတစ်ခါတည်းမှာနေရာယူလာတတ်တယ်ကျွန်တော်တို့ရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး9အခန်းငယ်8ကိုအရင်ဆုံးဖတ်စေချင်တယ်တစ်ပေအခန်းကြီး9အခန်းငယ်8နဲ့9ကိုအရင်ဆုံးဖတ်စေချင်တယ်တစ်ပေရှင်ပေတရုဩဝါဒစာပထမဆောင်အခန်းကြီး9အခန်းငယ်8ကိုကျမ်းစာမှာဘယ်လိုရေးလဲဆိုရင်တမာတတိရှိလျက်မအိပ်ပဲစောင့်နေကြလို့သင်တို့ရန်သူသည်ဟုသောမာနတ်သည်ဟောက်တော်ချင်သိကဲ့သို့အဘယ်သူကိုမျိုးရမည်နည်းဟု၍လက်လေ၍ရှာဖွေလျက်ရှိတို့ဖြစ်၍လူပြည်အရရတို့၌ရှိသောသင်တို့ညီကိုများတို့သည်ထိုတို့သောဆင်းရဲကိုโอเคရပြီရှစ်ပဲအလုံးလောက်တယ်စာရမဏကဒီမှာဘာတွေ့ရလဲဆိုရင်ကျမ်းစာဘာပြောလဲတမာတတိရှိပြီးတော့တဲ့မအိပ်ပဲစောင့်ဒီအိတ်ချင်းဟာဒီ physical အိတ်ပျော်သွားတာမဟုတ်ဘူးကျွန်တော်တို့ရဲ့ဝိညာဉ်ရေးရာတတိလက်လို့ဖြစ်သွားတဲ့အရာကိုပြောနေခြင်းဖြစ်တယ်အာမင်ဝိညာဉ်ရေးရာမှာတတိလက်လို့ဖြစ်သွားတာငိုက်ပြီးအိပ်ပျော်သွားစာရမဏကအဲ့ဒီအရာအပြင်တင့်ကိုတိုက်ခိုက်တယ်တင်ဘာလို့ဖို့လို့လဲဆိုရင်စာရမဏကအမြဲတမ်းချောင်းမြောင်းနေတယ်တင်တော်မှစာရမဏကိုတတိမထားမိစာရမဏကတင့်ကိုအမြဲတမ်းတတိထားတင်စီကိုဘလို့ဝင်ရမလဲဆိုတဲ့အရာအမြဲတမ်းရှိကြည်နေတဲ့သူဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့တတိထားဖို့လိုတယ်ကျွန်တော်အရန်တတိထားဖို့လိုတယ်အထူးဖြင့်ဒီကာလမှာတတိထားဖို့လိုတယ်အမှုတော်ဆောင်တဲ့အခါမှာတတိထားဖို့လိုတယ်အသင်းတော်မှာပါဝင်တဲ့အခါမှာတတိထားဖို့လိုတယ်စာရမဏကတကယ်တော့ဓမ္မရေးပထမဆောင်ထဲမှာပါတဲ့အေလိဟေဘရဟိအေလိရဲ့သားတွေဟောဖနီနဲ့ဖိနဟတကယ်တော့အမှုတော်ဆောင်ကျွန်တော်ထင်တာအမှုတော်ဆောင်ဆိုရင်တော့ perfect ပေါ့ဟုတ်တယ်မလားအမှုတော်ဆောင်ဆိုရင်တော့ तू ကပြည့်စုံတဲ့သူပဲဒါမဲ့ကြည့်စာရမဏကသူတို့အထဲမှာဝင်သွားတယ်ကြည့်နော်အမှုတော်ဆောင်နေရင်းနဲ့စာရမဏရဲ့လက်နဲ့တိုက်ခိုက်ခြင်းခံရတယ်ဟုတ်ပြီလေတော့ဟာတရားထင်မယ်ငါ home set မှာပါဝင်နေပြီပဲငါ DUMC အသင်းတော်မှာပါဝင်နေငါ Miracle Church ရဲ့ Miracle Maker Church ရဲ့အသင်းသားတယောက်ဖြစ်ယုံနဲ့ငါကောင်းကြီးရမယ်တို့ငါလုံခြုံပြီးအဲ့ဒီလိုအတွေးမရှိစေချင်ဘူးဟုတ်တယ်တင်ဒီ covering အောက်မှာရှိတာကောင်းတယ်ဒါပေမဲ့ဒီ covering အောက်ကခေါင်းဆောင်တွေတင့်ကိုပြောတဲ့နှုတ်ကပတ်တော်ရောတဲ့အသက်တာထဲမှာတကယ်ရှိရအဲ့ဒါအရေးကြီးတဲ့ဟာတတိမထားဘူးဆိုရင်စာရမဏကတဲ့အသက်တာထဲမှာတဲ့မိသားစုထဲမှာဝင်ရောက်ပြီးနောက်ရှင်းနိုင်အာမင်တော့တဲ့ဘာလို့ပို့လို့လဲဆိုရင်နံပါတ်1အရေးကြီးဆုံးကတဲ့ဟာဝိညာဉ်ရေးရမှာစီကံရှိဖို့လိုတယ်စာရမဏကဟောက်တော့ချင်သေးလို့ချောင်းမြောင်းနေတဲ့အတွက်စာရဝင်လို့မြောက်တဲ့ဟာ discipline spiritual မှာ discipline ရှိတဲ့သူဖြစ်ဖို့လိုတယ်စီကံရှိတဲ့သူဖြစ်ဖို့လိုအာမင်အာမင်discipline ကတဲ့ဖယားခင်ပေးတဲ့ဆုကြီးမားတဲ့ greatest gift ဖြစ်တယ် discipline ဆိုတဲ့စီကံကဘာဖြစ်စေလဲဆိုရင် discipline produce consistency တဲ့
discipline produce consistency discipline ဆိုတဲ့စီကံရှိခြင်းကကျွန်တော်တို့ကိုဘာဖြစ်စေလဲဆိုရင်ကျွန်တော်တို့ကိုလေသစ္စာရှိလှုပ်ဆောင်စေတယ်ဘာပဲလှုပ်အာမင် discipline ကကျွန်တော်တို့ကိုစီကံစနစ်ဟာကျွန်တော်တို့ဒီဇိုင်းမတ်လှုပ်ဆောင်မှုကိုဖြစ်စေဥပမာဆိုပါစို့တရားစုတောင်းခြင်းမှာစီကံမရှိဘူးဆိုရင်ဥပမာဆိုပါစို့နော်တရားစုတောင်းခြင်းမှာစီကံရှိရဆိုရင်တဲ့အမြဲတစေတဲ့အချိန်မှန်စုတောင်းမှာဖြစ်တယ်ကြည်ဒန်ရီလာဟာဘာကြောင့်တနေ့3ချိန်စုတောင်းနေဆိုတော့အဲ့ဒါသူ့ရဲ့ discipline ဖြစ်တယ်သူ့ရဲ့စီကံဖြစ်တယ်သူ့ရဲ့ discipline ကဘာ produce လုပ်ပေးလဲဆိုရင် consistency ဆိုတဲ့ပုံမှန်မပြတ်ပဲနဲ့ဒီဇိုင်းမှန်လှုပ်ဆောင်စေ discipline မရှိတဲ့သူကအချိန်ရရင်လုပ်မယ်ချိန်မြတ်မလို့ပတ်စံရှင်းပေးမယ်မရှိမပေးဒါပေမဲ့ discipline man ကမတူဖြစ်တယ် discipline ရှိတဲ့သူစီကံရှိတဲ့သူကအမြဲတမ်းဒီဇိုင်းမှန်လုပ်တယ်သူရဲ့အချိန်ကကျွန်တော်တို့အရန်ကြီးမားဖရားရဲ့အမှုကိုလုပ်ချင်တယ်ဒါပေမဲ့တေးလေးဖြစ်တဲ့ discipline စီကံဝိညာဉ်ရေးနဲ့ပတ်သက်တဲ့ spiritual discipline တဲ့မှာရှိလားအဲ့ဒီအရာကိုအရင်ဦးဆုံးကျွန်တော်က build တည်ဆောက်ရအောင် discipline produce consistency ဒါဆိုရင် design မှန်လုပ်ချင်ကဘာကိုပြန်ပြီးတော့ produce လုပ်လဲဆိုရင် consistency က produce လုပ်ပေးတယ်ဘာကို produce လုပ်လဲ grow ကြီးထွားမှုအချို့တွေဝိညာဉ်ရေးဘာကြောင့်မကြီးထွားလဲသူတို့စီကံမရှိဘူး consistency မရှိလို့ဖြစ်တယ် consistency ရှိတဲ့သူနေ့တိုင်းမှန် devotional ရေးတဲ့သူဟာဝိညာဉ်ရေးမကြီးထွားပဲမနေသင်စီကံရှိရင်နေ့စဉ်မှန် devotional ရေးလိမ့်မယ်နေ့စဉ်မှန် devotional ရေးရင်ဝိညာဉ်ရေးမှာသင်ဟာကြီးထွားလိမ့်နေ့စဉ်မှန်ဆုတောင်းတဲ့သူစီကံရှိနဲ့ consistency ဖြစ်နဲ့ဆုတောင်းတဲ့သူဟာတေးချတဲ့ဝိညာဉ်ရေးမှာကြီးထွားလိမ့်မယ်သူရဲ့ faith က grow ဖြစ်လိမ့်မယ်သူရဲ့ revelation ဟာ grow ဖြစ်လိမ့်မယ်သူရဲ့ blessing ဟာ grow ဖြစ်လိမ့်မယ်ဒါပေမဲ့ consistency မရှိတဲ့သူဟာဘယ်တော့မှဝိညာဉ်ရေးမှာမကြီးထွားနိုင်ဘူးတဲ့ consistency မရှိဘဲနဲ့ကျွန်တော်ဝိညာဉ်ရေးမှာအရင် sharp ဖြစ်တယ်တို့ဝိညာဉ်ရေးမှာအရင် grow ဖြစ်နေပြီတို့မပြောနဲ့ပြောလို့မရအောင်ဖြစ်တယ်ဝိညာဉ်ရေးမှာ grow ဖြစ်ချင်ရင်ပထမဆုံးသင် discipline ရှိနောက်တစ်ခုကတော့ consistency ဖြစ်ပါ grow ကဘာကိုကြီးထွားစေလဲသင်ဟာကြီးထွားလာရင်ဝိညာဉ်ရေးမှာ grow ဖြစ်လာရင်သင်ဟာ influencer ဖြစ်လာဝိညာဉ်ရေးမှာလွှမ်းမိုးနိုင်တဲ့သူဖြစ်လာမယ် hallelujah amen တိုးတက်ကြီးထွားလာတာနဲ့အမျှသင်ရဲ့ဩဇာလွှမ်းမိုးမှုကကြီးထွားလာတယ်သင်ရဲ့ဩဇာလွှမ်းမိုးမှုကြီးထွားလာတဲ့အခါမှာဖခင်ရဲ့နိုင်ငံတော်ပိုပြီးကျေပြန့်လာလိမ့်ကျွန်တော်ရဲ့ prophet ကြီးသူဟာ consistency ဖြစ်တဲ့သူဖြစ်တယ်စီကံရှိတဲ့သူဖြစ်တယ်ဝိညာဉ်ရေးအောင်ဒါကြောင့်မလို့သူဟာကြီးထွားမှုကသူ့ဟာဖြစ်စီလေဩဇာ influence ဖြစ်လာစီတယ်ကာလတစ်ခုရောက်တယ်အဲ့ဒီ influence ကဘလောက်တောင်ကြီးလာလဲဆိုရင်အခုကြည့်ဖခင်ရဲ့နိုင်ငံတော်ကိုတိုးချဲ့လာစီမြန်မာတနိုင်ငံပဲမဟုတ်တော့ဘူးဖြစ်တယ်အခုလူမျိုးတကာစီရောက်လာပြီအာရှပဲမဟုတ်တော့အခုဥရောပအထိရောက်လာတော့စာဒမဏကဘာလုပ်လဲဆိုရင်ယုံကြည်သူတွေရဲ့စီကံကြတဲ့ discipline ကိုအဓိက target ထားတယ်အဓိကတိုက်ခိုက်တယ်စာဒမဏအဲ့ဒါလျှို့ဝှက်လက်နဲ့ဖြစ်တယ်စာနာရဲ့လျှို့ဝှက်လက်နဲ့တင်းရဲ့ဝိညာဉ်ရေးနဲ့ပတ်သက်တဲ့ဆုတောင်းခြင်းကျမ်းစာဖတ်ခြင်းအစာရှောင်ခြင်း devotional ရေးခြင်းနှုတ်ကပတ်တော်ပြင်ခြင်းတွေအဲ့ဒီအရာတွေကိုစာဒမဏ target ထားတယ်တင်းကိုစာဒမဏကအရက်တိုက်မှာမဟုတ်ဘူးကျွန်တော်ပြောပြချင်တယ်တင်းကိုစာဒမဏအရက်နဲ့လုံးဝသွေးမဆောင်ဘာလို့လဲသူတည်တယ်တင်းကိုအရက်နဲ့သွေးဆောင်လို့မရဘူးဆိုတော့သူတည်ဒါပေမဲ့တင်းကိုမကြီးထွားတော့အောင်တော့သူဖျက်ဆီးလို့ရတယ်ချို့တော့သူတွေဒီလက်နဲ့တင်းဘဝထဲမှာတိုက်ခိုက်ခြင်းခံနေရကျွန်တော်တင်းကိုဆူတောင်းပေးတယ်တင်းအလင်းအမြင်တတိယဖို့ဆူတောင်းပေးတင်း consistency မဖြစ်တော့ဒီဝိညာဉ်ရမှာစီကံမရှိတော့တင်းဝိညာဉ်ရမှာမနှိမ့်ချတော့တရားထင်အောင်မယ်ငါဖျားနဲ့မှန်နေတယ်လို့ထင်အောင်ပါငါအရင်မတော့ဘူးလေငါကလပ်မတော်ဘူးလေဟောရမလားငါကလပ်မတော်ဘူးငါအရင်မတော့ဘူးငါလက်ဖေးဆိုင်မချိုင်ဘူးသူများနဲ့အလားတော့ပါလာမကောင်းကြောင်းမပြောဘူးတင်းထင်တယ်အဲ့စာရမဏေကတင်းရဲ့မီးကိုငိမ့်နေတာ
တင်တမာတတိရှိဖို့လို့ဘုရားကဒီနှုတ်ကပတ်တော်ကျွန်တော်ဆင်ခြင်တဲ့အခါမှာဘုရားကျွန်တော်ဆိုတာဟုတ်တယ်ကျွန်တော်တို့အရက်နဲ့စာသားတွေးဆောင်လို့မရတော့စာသားကျွန်တော်တို့အမျိုးသမီးတွေနဲ့မတရားမိတ်ဆွေတွေတွေးဆောင်လို့မရတော့ဘာကြောင့်ဆိုကျွန်တော်ဝိညာဉ်ရေးမှာအရွယ်တစ်ခုရောက်လာအဲ့လိုတွေးဆောင်မယ်ဆိုရင်ကျွန်တော်တို့အလင်းအမြင်ရှောင်နိုင်မှာဖြစ်တယ်ဒါပေမဲ့စာနာမဏေကကျွန်တော်တို့ဆက်ပြီးမကြီးထွားစေချင်တော့တဲ့အခါဆက်ပြီးဘုရားခင်ချီးမြှောက်ပြီးအကြီးအကျယ်သုံးလို့မရတော့အောင်ဖြစ်စေချင်တာဒါကြောင့်လို့သူဟာဘာလို့လဲဆိုရင် discipline ကိုစပြီးတော့ဖျက်ဆီးဖို့ကြိုးစားဝိညာဉ်ရေးရာစီကံတွေကိုဖျက်ဆီးအဲ့ဆိုရင်ဖျက်ဆီးမခံပါနဲ့ဒါကြောင့်ကမ္ဘာပေါ်မှာအမှုတော်ဆောင်တွေအများကြီးရှိတယ်ဒါကြောင့်အေလီရဲ့သားတွေဟောဖနီရဲ့ဖိနဟတ်တို့ဒါကြောင့်ပျက်စီးသွားတာဝိညာဉ်ရေးရာ discipline မရှိတော့လို့ပျက်စီးသွားဒီနေ့ကျွန်တော်ရဲ့ home cell member တွေဒီနေ့ဒီနှုတ်ကပတ်တော်ကြားတဲ့ညီကိုမောင်မတွေသင်ကတော့ discipline ရှိတဲ့သူဖြစ်ပါစီကံရှိပါ hallelujah ရန်သူကတင့်ကိုတိုက်ခိုက်ဖို့အမြဲတမ်းချောင်းနေတယ်စာရမဏေကတင့်ကိုဖျားရဲ့အစေခံခြင်းကိုမစီးတားနိုင်ပေမဲ့တင့်ရဲ့လှုပ်ဆောင်မှုစွမ်းရည်တွေအားနည်းတော့လို့သူလှုပ်ဆောင်နေတယ်အိမ်တော်မှာအစီခံတယ် home cell မှာ volunteer လုပ်တယ်အသင်းတော်မှာ volunteer လုပ်တယ်အဲ့ဒီအရာကိုစာရမဏေစီးတားလို့မရပေမဲ့စာရမဏေကတင့်ရဲ့လှုပ်ဆောင်မှုဘိတ်သိက်စွမ်းရည်တွေနည်းတော့လို့အမြဲတမ်းကြိုးစားနေတာဖြစ်တယ်စာရမဏေကလေ temper ပဲမဟုတ်သူက deceiver ဖြစ်တယ်စာရမဏေကတွေးဆောင်တဲ့သူပဲမဟုတ်သူကလှည့်ဖြားတဲ့သူဖြစ်တယ်ချမ်းသာသည်လို့ပြောတယ်သူကမုသားရဲ့အပါတဲ့Hallelujah. Amen. ရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး8ရှင်ယော8အခန်းငယ်44မှာရှင်ယောခရစ်ဝင်ကျမ်းခန်းကြီး8အခန်းငယ်44မှာဒီလိုပြောတယ်သင်တို့ဤအဘဒီဟုသောမာနမှဆင်တတ်ကြ၏သင်တို့အဘ၏အလိုတို့လည်းလိုက်တတ်ကြ၏မာနသည်ရှေးဥစွာမှစ၍လူအသက်ကိုတတ်တော်သူဖြစ်သူ၌သစ္စာတရားမရှိသောကြောင့်သစ္စာတရား၌မတည်မနေသူသည်မုတာစကားကိုပြောသောအခါမိမိပဂတိအတိုင်းပြော၏မုတာစကား၌ကျင်လည်တော်သူဖြစ်၏မုတာ၏အဘလည်းဖြစ်၏စာရမဏေကသူဟာ temper ပဲမဟုတ်သူဟာ deceiver ဖြစ်တယ်အာမင်စာရမဏေကိုကျွန်တော်တတိထားဖို့လိုတယ်โอเคကျွန်တော်နောက်ဆက်သွားခြင်းနဲ့ဒီစာရမဏေရဲ့အကြီးမားဆုံးလက်နက်ဟာဘာလဲဆိုရင်ဖျားသခင်ရဲ့အမြင့်ဆုံးဦးစားပေးတဲ့အရာကိုအာယုံလွဲပြစ်ခြင်းဖြစ်တယ် distraction ဖြစ်တယ် distraction တဲ့ရဲ့အာယုံကိုလွဲတာကျွန်တော်တို့ကြားစာတစ်ခုပဲရအောင်ရှင်လုကာခရစ်ဝင်ကျမ်းအခန်းကြီး30အခန်းငယ်38ကနေ40နှစ်ထိဒီအကြောင်းအရာကျွန်တော်အားလုံးသိပြီးသားဖြစ်တယ်မာရိနဲ့မာသာကြောင့်ရှင်လုကာအခန်းကြီး30အခန်းငယ်38နဲ့40နှစ်ကျွန်တော်ဒီမှာရှိတဲ့ညီကောင်မတွေကိုတကယ်ကောင်းကြီးခံစားရတဲ့ဝိညာဉ်ကြီးကကောင်းကြီးခံစားရတဲ့အသက်တာထဲမှာရှောင်လန်းစီခြင်းလို့ဒီနှုတ်ဘတ်တော်ပြောတာဖြစ်တယ်တွေ့မလားရှင်လုကာအခန်းကြီး30အခန်းငယ်38ကနေ40နှစ်မှာနိခထာရဘဆုကိုလျန်ဒါရဘရှနေလုကာခရစ်နေယေရှုသည်တပည့်တော်တို့နှင့်ခရီးသွားကြစဉ်ရွာတရားတော်ဝင်တော်မူ၍မာတအမည်ရှိသောမိန်းမတူသည်မိမိအိမ်၌ကိုတော်ကိုဧည့်ခံလေ၏ထိုမိန်းမ၌မာရိအမည်ရှိသောညီမတစ်ယောက်ရှိ၏ထိုမာရိသည်ယေရှု၏ခြေတော်ရင်း၌ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏မာတမူကားလှုပ်ကြွေးခြင်းအမှုများ၌စိုးရင်ပူပန်ခြင်းရှိသည်ဖြင့်အထံတော်သို့ချဉ်ကပ်၍တခင်ကျမ၏ညီမသည်ကျမတယောက်တည်းလှုပ်ကြွေးစေခြင်းကကျမကိုပြစ်ထားသည့်အရာကိုလစ်လျူသောစိတ်ရှိတော်မူသလောသူသည်ကျမကိုကူညီမိအကြောင်းအမိရှိတော်မူပါဟုလျှောက်တော်ယေရှုကမာတသင်သည်များစွာသောအမှုတို့၌စိုးရင်၍နှောက်ယှက်ခြင်းကိုခံရ၏လိုသောအရာတစ်ခုတည်းရှိ၏မာရိမူကားကောင်းသောအဖို့ကိုရွေးယူပြီးထိုအဖို့ကိုအဘယ်သူမျှမနှုတ်မယူရဟုမိန့်တော်မူ၏အာမင်ကြည့်နော်မာတဘာဖြစ်နေလဲယေရှုကိုကျွေးမွေးပြုဖို့အတွက်ချက်ပြုတ်ခြင်းနဲ့အလုံးရှုံနေအစေခံခြင်းလှုပ်ဆောင်ခြင်းဒီအရာလုံးဝမမောင်းဖြစ်တယ်
လုံးဝမမားပါဘူးယေရှုကိုအစီခံတာယေရှုအတွက်အစားတောက်တွေချက်ပေးတာအစီခံခြင်းလှုပ်ဆောင်ခြင်းကမမားပါဘူးဒါပေမဲ့ယေရှုပြောတာမာရိကကောင်းသောအဖို့ရွေးယူတယ်စာရန်ကကျွန်တော်တို့လေမကောင်းတဲ့အရာနဲ့အမြဲမတွေးဆောင်ဖြစ်တယ်စာရန်ကမကောင်းတဲ့အရာနဲ့ပဲကျွန်တော်တို့တွေးဆောင်နေတယ်လားမဟုတ်ဘူးဖြစ်တယ်မိတ်ဆွေဒီခါတည်းမှာတင်ဟာဖျားအတွက်လှုပ်ရင်အလုပ်ရှုံနေရင်တင်ဟာဖျားနဲ့ဝေးသွားတယ်အာမင် ministry က master တဲ့ပို့ပြီး important အရေးကြီးလို့မရဘူးကျွန်တော် ministry လုပ်တယ်ဒါပေမဲ့အရေးကြီးအောင် master ဖြစ်တယ် master ကယေရှုဖြစ်တယ် ministry ကအလုပ်ဖြစ်တယ်ယေရှုရဲ့ ministry ဖြစ်တယ်ဒါပေမဲ့ ministry ထက်ပိုအရေးကြီးတာ master ဖြစ်တယ်အခါကျကျွန်တော်တို့ကအမှုတော်ဆောင်နေရင်းနဲ့ဖျားเจ้าမှာအစီခံရင်းနဲ့နှုတ်ကပတ်တော်နဲ့ဝေးသွားတယ်အဲ့ဒီလိုမဖြစ်ဖို့အရင်ကြီးတယ်ကျွန်တော်သင်ကိုကောင်းချီးပေးတယ်သင်ဟာအမှုတော်ဆောင်ရင်နှုတ်ကပတ်တော်နဲ့မဝေးဖို့လို့တဲ့အလုံးများပါတယ်အမှုတော်ထဲမှာကျွန်တော်တို့ဆိုတကယ်အလုံးများတယ်အမှုတော်ထဲမှာကျွန်တော်တို့တကယ်လုပ်ရတဲ့အခါမှာတကယ်အလုံးများတဲ့ချိန်ရှိတယ်ဒါဘုရားအမြဲတမ်း remind လုပ်တယ်ကျွန်တော်တို့ကိုတတိပေးတယ်အဲ့ဒါဘာလဲဆိုရင် ministry ထက် master first ဖြစ်ဖို့လို့ကျွန်တော်ရဲ့တက်တာတင်ရတဲ့အချိန်မှာဘုရားနဲ့တေချာချင်းယူဖို့လို့နှလုံးသားအကျွမ်းမဲ့နဲ့ပါဝင်ဖို့လို့လေအစေခံဖို့လို့လေနှုတ်ကပတ်တော်ခံယူဖို့လို့တင်မှာအခြားလုပ်စရာရှိတယ်ဆိုရင်တော့နှုတ်ကပတ်တော်ခံယူရတဲ့အခွင့်အရေးရှိကောင်းဆုံးခံယူပါမိတ်ဆွေဒါဘုရားရဲ့စကားဖြစ်တယ်အဲ့ဒီအရာကတင်ရဲ့ ministry ကပဲနှုတ်ကပတ်တော်ထက်တင်လောက်ရမယ့်အလုပ်ကဏ္ဍကပဲနှုတ်ကပတ်တော်ထက်ပိုအရေးကြီးတယ်လို့ဖြစ်လာရင်တရားတစ်ဖြည်းဖြည်းဘုရားအတန်နဲ့ဝေးလာလိမ့်အာမင်စိတ်ခန္ဓာကောင်းတယ်ဒါပေမဲ့သင် ministry ထက် master ကိုပို့ပြီးဦးစားပေးဖို့လို့စာရမဏကဘတော်မှာမကောင်းတဲ့အရာနဲ့မသွေးဆောင်အမြဲတမ်းမကောင်းတဲ့အရာနဲ့ပဲသွေးဆောင်မှာမဟုတ်ဘူးဆိုတော့ကျွန်တော်တတိယစီချင်တာဖြစ်တယ်ဒီမှာအာမင်သင်ကိုဘုရားကျောင်းထဲမှာလာပြီးအရက်နဲ့ဘယ်သူမှလာမသွေးဆောင်ဖြစ်တယ်ဒါပေမဲ့ဘုရားကျောင်းမှာနေရင်းနဲ့နှုတ်ကပတ်တော်နဲ့မဝေးသွားတဲ့ဖွဲ့တွေအများကြီးရှိတယ်ယေရှုအိမ်မှာထိုင်နေရင်းနဲ့နှုတ်ကပတ်တော်နဲ့ဝေးသွားတဲ့မာသရှိနော်ဖျားเจ้าမှာအစေခံနေရင်းနဲ့တရားဖျားအတန်နဲ့မဝေသွားစေနဲ့ဖျားကကျွန်တော်ကို remind လုပ်ခိုင်းတယ်ဒါကြောင့်ဒီမှာရှိတဲ့သူတွေကိုကျွန်တော်ပြန်တည်ပေးတယ်သင်ဖျားအတွက်လုံနေရင်ဖျားအတန်နဲ့ဖျားနဲ့ဝေးသွားတဲ့သူမဖြစ်ဘူးအရန်အရေးကြီးစာရမဏကအရန်လဲတယ်မိတ်ဆွေသင်လဲပြီလို့ထင်တာစာတန်ကသင်ထက်အချို့တော့အချိန်မှာအကောင်းနေဆိုတဲ့ the best thing တွေကိုအစားထိုးပြဖို့စာတမဏေကလေ good things တွေကိုကျွန်တော်တို့ပေးလိုက်တယ် good things ကကျွန်တော်တို့အာယုံလွဲသွားစေ distraction okay ကျွန်တော်ဒီ distraction ဖြစ်တဲ့အာယုံပြည့်လွင့်တဲ့လက္ခဏာအချို့ကိုကျွန်တော်ပြောပြအာယုံပြည့်လွင့်တဲ့လက္ခဏာ this signs of distraction နံပါတ်1အလုတ်တော့များနေပြီးတော့ဝိညာဉ်ရေးရမှာဟာလာဟင်းလင်းဖြစ်နေအလုတ်တော့အရင်များနေတယ်မှုတော်ထဲမှာလှုပ်တာတော့လှုပ်နေတယ်ဒါပေမဲ့ဝိညာဉ်ရေးရမှာလေတခုခုမပြေဝဘူးတခုခုလိုနေတယ်လို့မျက်မှောက်တော့အရင်လိုမရဘူးမခံစားရဘူးမျက်မှောက်တော့ထဲတိုးဝင်တဲ့ခါမှာဖျားနဲ့တွေးဖို့ခက်တယ်ဘာကြောင့်ဆိုအာယုံကအလုတ်ထဲမှာပဲရောက်နေတယ်အလုတ်များပြီးဝိညာဉ်ရေးရမှာဟာလာဟင်းလင်းဖြစ်နေ busy but spiritual empty busy but spiritual empty ဖြစ်တယ်အဲ့ဒီလိုဖြစ်နေတယ်ဆိုရင်ကျွန်တော်တို့ဒီနေ့နောက်လာရဖို့လို့တင်ဖျားခင်ကိုနံပါတ်1ကတော့ဗာလဲဆိုရင်ဖျားခင်နဲ့ယဉ်ဤကျွမ်းဝင်မှုမရှိပဲအစေခံနေခြင်းဖျားခင်နဲ့ယဉ်ဤကျွမ်းဝင်မှု intimacy မရှိတာဖျားနဲ့ယဉ်ဤကျွမ်းဝင်မှုမရှိပဲနဲ့အမှုတော်ထဲမှာအစေခံနေတာအဲ့ဒါ signs of distraction ဖြစ်တယ်အာယုံပြန့်လွင့်တဲ့လက္ခဏာဒီမဲ့နောက်တစ်ခုကဘာလဲဆိုရင်ဆုတောင်းခြင်းတဲ့အမှုတော် ministry အလုပ်ကိုပို့ဦးစားပေးလာခြင်းဆရာကြီးအရင်တော့တစ်ခါ
ဆရာကြီးဘယ်နေဟင်းရဲ့အမျိုးသမီးလာတဲ့အခါမှာသူကပြောတယ်ဖျားเจ้าတစ်เจ้าမှာတဲ့ဖျားတခင်ဘလောက် popular ဖြစ်လဲဆိုရင်သိချင်ရင်တဲ့ prayer meeting မှာလူဘလောက်လာလဲဆိုတော့သွားကြည့်လိုက်ဖျားเจ้าမှာဖျားကဘလောက်ထိ popular ဖြစ်လဲဆိုတာသိချင် prayer meeting ကိုသွားကြည့်လိုက် prayer meeting ကလူနေရင်အဲ့ဒါဘုရားခင်ကအဲ့ဒီဘုရားเจ้าကို popular မဖြစ်လို့ဘုရားเจ้า service မှာပဲလူများတယ်ဆိုရင်အဲ့ဒါတဲ့ worship တင်ဖြစ်ဖြစ်မဟုတ်ရင်တရားဟောဆရာ popular ဖြစ်တယ် prayer ministry prayer night မှာလူများပြီဆိုရင်တေးကြတယ်အဲ့ဒီအတင်းတော်ကဘုရားအရန် popular ဖြစ်နေဘုရားက first ဖြစ်နေကျွန်တော်က prayer ministry က prayer ပေါ်မှာ replace လုပ်လို့မရဆုတောင်းခြင်းတဲ့အမှုတော်လုပ်ငန်း ministry ကိုဦးစားပေးလာခြင်းဒါအဲ့ဒါ distraction ရဲ့ sign ဖြစ်တယ်နောက်ခုချီးမွမ်းကိုးကွယ်ခြင်းတဲ့လှုပ်ရှားဆောင်ရွက်မှုတွေအလုပ်တွေကိုအစားထိုးလာ activity တွေကိုအစားထိုးလာကိုးကွယ်မှုတွေတဲ့ချီးမွမ်းကိုးကွယ်ခြင်းတဲ့ worship တဲ့ activity ကိုနေရာပေးလာတာအချိန်ပေးလာနောက်တစ်ခုကဘာလဲ sign of distraction ကဘာလဲနောက်တစ်ခုကဖျားတခင်ရဲ့မျက်မှောက်တော်တဲ့အောင်မြင်ခြင်းနောက်ကိုလိုက်လာဒါစာရမဏေကျွန်တော်တို့ကိုစပြီးတော့သူ့ရဲ့လက်နဲ့ကျွန်တော်တို့ကိုလှည့်စားခြင်းခံရတဲ့လက္ခဏာဖြစ်တယ် distraction ရဲ့လက္ခဏာအာယုံပြည့်လွင့်တဲ့လက္ခဏာဘာလို့ကျွန်တော်တို့ရဲ့ focus ဒီဖျားပဲဖြစ်ရမယ်ဒါဆိုတဲ့ရဲ့ focus ဟာဖျားခင်ဖြစ်ရမယ်တဲ့ရဲ့ focus ဟာဖျားရဲ့စကားဖြစ်ရမယ်ဘယ်အရာမှမမူတည်အောင်တဲ့ဖျားကို focus လုပ်ရင်အောင်မြင်ခြင်းဟာတဲ့အတွက်ဖြစ်လာလိမ့်မယ်ကြွယ်ဝခြင်းဟာတဲ့အတွက်ဖြစ်လာလိမ့်မယ်မျက်နှာတာဟာလည်းတဲ့အတွက်ဖြစ်လာလိမ့်မယ်ချီးမြှောက်ခြင်းဟာလည်းတဲ့အတွက်ဖြစ်လာလိမ့်မယ်အာမင်အဲ့ဒီအရာတွေကျွန်တော်ရှာစရာလုံးဝမလိုဖြစ်တယ်သင်ဖျားကို focus လုပ်ရင်ကြံတဲ့အရာတွေအားလုံးကတဲ့အတွက်ဖြစ်လာလိမ့်မယ်ဒါတည်းမှာကျွန်တော်တို့က focus လွဲသွားတယ် focus လုံးဝမလွဲနဲ့ focus လွဲလို့မရအောင်ဖြစ်တယ်ဖျားကသင်ရဲ့ first priority ဖြစ်တယ်ဖျားကသင်ရဲ့ first priority ကျွန်တော်ဆက်သွားချင်တယ်အာမင်မာသသူယေရှုချစ်တယ်ယေရှုကိုလည်းအစိတ်ခံတယ်ဒါပေမဲ့သူ့ရဲ့အဓိကအာရုံစိုက်ရမယ် focus ပျောက်သွားအာမင်သင်ရဲ့ ministry ကသင်ရဲ့ master တဲ့ပိုအရေးမကြီးပါစေနဲ့အာမင်နောက်တစ်ခုစာရမဏေရဲ့လက်နဲ့နောက်တစ်ခုကပါလဲဆိုရင်စာရမဏေဘာကိုသုံးလဲဆိုရင် pride ဆိုတဲ့မာနတော့မာနကအမြဲတမ်းစာရမဏေသုံးတဲ့လက်နဲ့တစ်ခုဖြစ်တယ်စာရမဏေကဘာကြောင့်ကောင်းကင်ကကြလေဒီနနက်သားမိုးတောက်ချင်သူက pride ဖြစ်တယ်ငါဖျားရဲ့ပြင်မှာထိုင်မယ်ဆိုတဲ့ pride မာနဝင်လာငါချီးမွမ်းတဲ့ကောင်းကင်တမန်သူ့ကိုဖန်ဆင်းထားတာချီးမွမ်းကိုးကွယ်တဲ့ကောင်းကင်တမန်ဖြစ်ဖန်ဆင်းတာဒါပေမဲ့ तू ကအဲ့ဒီချီးमွမ်းခြင်းကို तू ခံယူခြင်းဒါပေမဲ့ तू pride ဖြစ်ငါဒီလိုခံထိုက်တယ်ဆိုရဲငါကိုဒီလိုဆက်ဆက်တင်နေဆိုတဲ့အတွေး pride မာနကစာတမဏေကိုကောင်းကင်ကနေချက်ချင်းကြာသွားစေတယ်စိတ်ထဲမှာနော်စာတမဏေကစိတ်ထဲမှာဝင်လာတဲ့ခဏချင်းပဲဒီမဲ့အတွေးတစ်ချက်ပဲအဲ့ဒီຢာကစာတမဏေကိုပြုတ်ကြစီအာမင်တိကာရာဘဆိုကိုရီယန်ဒါရာဘစီကျွန်တော်တို့ကြားစာဖတ်စီခြင်းနဲ့တုတ်တန်ခန်းကြီး16အခန်းငယ်18ဒါပဲလီကဘဟန်ဒါလာဘယာရှိကီရီယန်ဒါရာဘစီတုတ်တန်ခန်းကြီး16အခန်းငယ်18ကျမ်းစာမှာဒီလိုရေးတယ်မာနသည်ပျက်စီးခြင်းဤအရင်ထောင်ကားသောသဘောသည်ရှုံချခြင်းအရင်၌နေရာကျတတ်၏မာနဟာပျက်စီးခြင်းရဲ့အရင်ထောင်ကားသောသဘောသည်ရှုံချခြင်းအရင်၌နေရာကျတတ်၏အာမင်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 ကျွန်တော်တို့ရဲ့အထက်မှာအဲ့ဒီမာနတွေမရှိဖို့လိုတယ်အာမင်ငါအတွက်
ချို့လူတွေရဲ့စိတ်ထဲမှာဒီလိုရှိတယ်ငါအတွက်ဆုံးမမှုတွေမလိုဘူးငါမှန်နေငါဆိုတဲ့စိတ်တော်အဲ့ဒီရဝင်လာပြီဆိုရင်အရန်အန္တရာယ်များတယ်ခဏလေးကျွန်တော်ကြားတာတစ်ခုဖတ်မယ်ဟေရှာနဂတိကျမ်းခန်းကြီး14မှာအခန်းငယ်7နဲ့73မှာ7ကနေ15တိဟုတ်မလားဟေရှာယအနာဂတိကျမ်းခန်းကြီး14အခန်းငယ်7ကနေ15ထဲမှာကျွန်တော်အလုံးတူတွေ့ပြီဆိုရင်ဖတ်အောင်ဟေရှာယအနာဂတိကျမ်းခန်းကြီး14အခန်းငယ်7ကနေ15โอเคတွေ့ပြီနော်ဟုတ်ပြီ။အိုနနက်သားမိုးတောက်ကျင်တင်ဒီကောင်းကင်ကကြလေပြီတကားအပီပီတို့ကိုနှိပ်ဆက်သောတင်ဒီမြေတိုင်အောင်ခုတ်လဲခြင်းကိုခံရလေပြီတကားတင်ကလည်းကောင်းကင်ပေါ်တို့ငါတက်မီဖျားခင်ဤကျဲတို့အပေါ်မှာငါပလင်ကိုငါချီးမြှောက်မီမြောက်မျက်နာဘက်ဗျာဒိတ်တော်တောင်ပေါ်မှာငါထိုင်မီမိုးတိမ်ထိပ်ပေါ်သို့ငါတက်မီအမြင့်ဆုံးသောဖျားကဲ့သို့ငါနေမီဟုစိတ်အကြံရှိလေပြီသို့တော်လည်းတင်ဒီမရဏနိုင်ငံတင်းကြိုင်တွင်ထဲသို့နှိမ်ချခြင်းကိုခံရလိမ့်ရှိတော့နနက်သားမိုးတောက်ကျစာရမဏကလေအခုနေရမလူတယ်ဖယားကြီးရဲ့ပလင်ကို तू မလူဒါပေမဲ့စိတ်ထဲမှာတဲ့အကြံရှိလိပြီတဲ့ကျွန်တော်နှလုံးသားစိတ်ထဲကအကြံစီအရင်အရေးကြီးရနော်ဒါကျမ်းစာတစ်ချက်ကဒီလိုပြောတယ်လူကအပြင်အစင်းတံကိုကြည့်တယ်ဒါပေမဲ့ဖယားကြီးကနှလုံးသားကိုကြည့်တယ်နှလုံးသားအတင်ဘာဘလို့ပြက်စီလဲခါနေမှာတဲ့ကိုကောင်းဆောင်မစကားပြောတယ်တင်ပေးတယ် correction လုပ်ပေးတယ်တဲ့စိတ်ထဲမှာဒီလိုတွေးတယ်ဆိုပါစို့ဆရာလည်းငါဒါလေးကတော့ငါလည်းသိပါတယ်ဒီလောက်ထိတော့ပြောစရာမလိုပါဘူးအဲ့ဒါပါလေသိလားတဲ့စိတ်ကပြန်တော့မပြောဘူးဒါပေမဲ့တဲ့စိတ်ထဲကအကြံစီဖြစ်တယ်တဲ့စိတ်ထဲကမာနဖြစ်တယ်မာနဖြစ်တယ်နနက်သားမိုးတောက်ကျစာရမဏကလေအဲ့ဒီအကြံပဲရှိတာ तू ဘာမှမလုပ်ရသေးဘူး तू အကြံရှိတာအကြံစီရှိတာ तू ဖျားကိုလည်းစစ်ပလင်ပေါ်တက်ပြီးလည်းမထိုင်ဘူးလူလည်းမလူဘာမှမလုပ်ရသေးဘူးဒါပေမဲ့ तू အထဲမှာအကြံရှိတယ်ကျမ်းစာတေချာရေးတယ်နော်မိုးတိမ်ပေါ်တို့ငါတက်မီအမြင့်ဆုံးသောဖျားကဲ့သို့ငါနေမည်ဟုစိတ်အကြံရှိလေပြီစိတ်ထဲမှာမတိမတာစာရမဏကတင့်အထဲမှာအဲ့ဒီမာနထည့်ပြီတရားတစုံတစ်ခုလောက်တာကြာလာတဲ့အခါမှာအတဲ့တော်မှာစက္ကတာကြာလာတဲ့အခါမှာတင်သိသွားပြီအောင်စင်မှာအစီခံတဲ့အခါမှာတင်သိပြီဒီလောက်ကိစ္စအတဲ့ကိုဖျားခင်ခန့်ထားပေးတဲ့ခေါင်းဆောင်ကတဲ့ကိုစကားပြောတယ်ဒါပေမဲ့တရားဒီလောက်တော့ငါလည်းသိပါတယ်ဆိုတဲ့ pride မာနမိတ်ဆွေသားဟာဝိညာဉ်ရေးရမှာ discipline မရှိတော့တာဖြစ်တယ်အဲ့ဒီမာနဟာအရန်အန်ဒီယံများတယ်ဆိုတော့ကျွန်တော်တို့ပြောပြချင်တယ်ကဲတော့တဲ့ထဲမှာအဲ့လိုမျိုးဝင်လာရဆိုရင်တင်ပြန်ပြီးနှိမ့်ချဖို့လိုတယ်ဖျားရှိမှာအာမင်အဲ့ကျွန်တော်တဲ့အတွက်ပြောနေတာဖြစ်တယ်ကျွန်တော်လူဖြစ်တဲ့အတွက်ခါတည်းမှာဝင်လာတတ်တယ်အဲ့ဒီစိတ်တွေဒါပေမဲ့ကျွန်တော်ဟာဒီနေ့ဆရာကြီးပြောနော်ဆရာကြီး PG Bucket ကဘာပြောလဲဆိုရင်သင်ဟာတဲ့အမားတစုံတစ်ခုကိုတဲ့ထက်ခါတွေးရင်တဲ့အဲ့ဒီအမားကိုမကြခင်လုံးမိတယ်ပြန်တွေးတစ်ခါတွေးဒီဟာငါမလုပ်သင့်ဘူးမလုပ်ဘူးလို့တင်တွေးတယ်ဒါပေမဲ့ငါလုပ်ရင်ကောင်းမလားဒါငါမလုပ်သင့်ဘူးငါလုပ်ရင်ကောင်းမလားပြန်တွေးထက်ခါတွေးနေတင်ပါဖြစ်လေအဲ့ဒီအမောက်မကြခင်လုံးမိတာအတင်ဟာအဲ့ဒီမာနဝင်လာတယ်ဆိုရင်ချက်ချင်းဖျားရှိမှပြန်ပြီးနောင်တရဖို့လိုတယ်ပြန်ပြီးမောင်းထုတ်ဖို့လိုတယ်အာမင်အဲ့ဒီ pride ဖျားခင်ကမာနကိုအယံမုန်းတဲ့ဖျားဖြစ်တယ်အာမင်ဖျားခင်ကအခြားအရာတွေထက်မာနထောင်လွှာတဲ့ရောက်မကြိုက်ဖြစ်တယ်ခဏသုံးတန်ကြဖတ်တယ်ပျက်စီးခြင်းရဲ့အရင်နဲ့မပျက်စီးခင်မှာဘာရင်ဝင်လာလဲဆိုရင်မာနဝင်ဒါဆိုရင်မာနဝင်လာရင်တေချတယ်မကြခင်မှာပျက်စီးခြင်းနဲ့ဖျားရဲ့ဖယ်ရှားခြင်းရောက်လာတယ်နောက်တစ်ခုဘာဖြစ်ဆိုရင်ငါလုံလောက်သိပြီးပါပြီဆိုတဲ့အတွေ့ I already know enough ငါသိပြီဆိုတဲ့စိတ် attitude အဲ့ဒီ attitude ဖြစ်တယ်ဘာမှမဟုတ် I don't need correction နံပါတ်2က I already know enough အဲ့ဒီ attitude နောက်တစ်ခုကတော့ငါဘယ်တော့မှပြိုလဲမှာမဟုတ်ဘူးဆိုတဲ့ pride အဲ့ဒီမာန
ဘယ်တော့မှလဲကြမှာမဟုတ်ဘူးဒီလိုပြောလို့ negative တွေးနေဖို့လည်းမဟုတ်ပါဘူးငါလဲကြတော့မှာပဲငါပြိုလဲတော့မှာပဲငါအားနေတဲ့အဲ့လိုမျိုးပြောချင်တာလည်းမဟုတ်ဘူးတော်လဲလည်းမယူနဲ့ဒါပေမဲ့ pride မာနမရှိဖို့ပြောချင်တာ rely on God ဘုရားစီမှာပဲအမိပြုပါ hallelujah amen ဘုရားကနားလည်နိုင်ဖို့တင်ခေါင်းကြီးပြပါစေအာမင်နောက်တစ်ခုနံပါတ်3နောက်တစ်ချက်ကစာရမဏေကဘာသုံးလဲနောက်ထပ်လည်းနောက်တစ်ခုကတော့မောပန်းနွမ်းနေခြင်းဖြစ်တယ်ကျွန်တော်လည်းဂလာတိအခန်းကြီး6အခန်းငယ်9ကိုဖတ်စီခြင်းတယ်ဂလာတိအခန်းကြီး6ပြီးတော့မယ်ဂလာတိအခန်းကြီး6အခန်းငယ်9မှာဒီလိုရေးတယ်ဂလာတိဩဝါဒစာအခန်းကြီး6အခန်းငယ်9မှာငါတို့ဒီအားမလျော့စိတ်မပြတ်ပဲကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့ထိုတို့တည်ကြည်၍ကျင့်လျင်အချိန်တန်သောကာလ၌အတိအနံကိုရိပ်ရကြလိမ့်မည်စာရမဏေအသင်ကိုအားလျော့စေခြင်းနဲ့စိတ်ပြတ်စေခြင်းနဲ့မောပန်းစေခြင်းနဲ့ဒါပေမဲ့နှုတ်ကပတ်တော်ကဘာပြောလဲအားမလျော့စိတ်မပြတ်ပဲနဲ့တဲ့ကောင်းသောအကျင့်ကိုကျင့်ပါခါတည်းမှာကျွန်တော်တို့လေဖျားအတွက်လုံရင်နဲ့ပါလေမောလာအာရောလာတယ်အာမဆိုင်ချင်တော့ဆဆလို့တော့အရင်အားဆိုင်တယ်တက်ကြွဝါရှင်မှာဆဆပါတော့ဆိုရင်တက်ကြွ所以多所以的亲近အိမ်မှာ的亲近ဒါပေမဲ့ဆက်ကတာကြာလာတော့အာရောသွားတယ်မတက်ကြွအာရောလာဘုရားကပြောအာမရောတဲ့အာရောလာပြီဆိုရင်အဲ့ဒါစာရမဏေအသင်ကိုတိုက်ခိုက်နေပြီဖြစ်တယ်စာရမဏေရဲ့ရိုးရဲ့လက်နဲ့မိအာရောခြင်းစိတ်ပြည့်ခြင်းကျမ်းစာပြောတယ်အာမရောနဲ့စိတ်မပြတ်နဲ့တနည်းအားဖြင့်မမောနဲ့ဟာလေလုယာအာမင်အဲ့ဒီလက်နဲ့စာရမဏေသုံးပြတယ်နဲ့ပြတယ်နောက်လက်နဲ့တခုဒီလက်နဲ့ကအရန်ရေးကြီးလက်နဲ့တော့ကျွန်တော်ဖြစ်နိုင်အရှိပြောချင်တာဘာလဲဆိုရင်ယဉ်နီးကျွမ်းဝင်လွန်ခြင်း familiarity spirit လို့ခေါ်တယ်ဒါအရန်အန္တရာယ်များတဲ့လက်နဲ့တခုဖြစ်တယ်ဒီလက်နဲ့ကအရန်အန္တရာယ်များတဲ့လက်နဲ့ familiarity လို့ခေါ်တဲ့ယဉ်နီးကျွမ်းဝင်ခြင်းစိတ်ဝိညာဉ်အာမင်ဒီ spirit ကတကယ်ကိုအန္တရာယ်များတဲ့ spirit ဖြစ်တယ်ဒီ spirit ဝင်လာရဲ့တရားဝိညာဉ်ကြီးရမှာအန္တရာယ်ရှိနေကျွန်တော်တို့ရှင်မာကုခန်းကြီး6ကိုဖတ်စီချင်တယ်ရှင်မာကုခရစ်ဝင်ကျမ်းဒီကြောင်းရအောင်နောက်နေ့ကြိုင်လဲကျွန်တော်အခြေချက်ပြောချင်တယ်ဒါအရေးကြီးတယ်ဆိုဖြစ်တယ်ရှင်မာကုခန်းကြီး6အခန်းငယ်တစ်ကနေ6ကျွဲမှာရေးထားတဲ့အကြောင်းအရာလေးရှင်မာကုအခန်းကြီး6အခန်းငယ်တစ်ကနေ6ကျွန်တော်အားလုံးကိုဖတ်စီချင်ပါတယ်ဒီကျမ်းစာတွေ့ပြီဆိုရင်အားလုံးတူတူဖတ်ရအောင်ကျမ်းစာရှိကြဆိုထိုအရက်မှကြွတော်မူ၍တပည့်တော်တို့သည်လိုက်ကြသဖြင့်မိမိမြို့သို့ရောက်တော်မူ၏ဥပုပ်နှင့်ရောက်လျင်တရားစရပ်၌ဆုံးမဩဝါဒပေးတော်မူ၏လူများတို့သည်ကြားနာရလျင်မိန်မောတွေ့ဝေခြင်းတို့ရောက်၍ဤသူသည်ဤအရာကိုအဘယ်မှရသနည်းသူရသောပညာကအဘယ်ပညာနည်းဤမြောက်သောတကိုးများကိုအဘယ်သို့ပြနိုင်သနည်းသူသည်လက်သမားမဟုတ်လောမာရိသားမဟုတ်လောယာကုပ်ယောသေယူဒရှိမုန်တို့၏အကိုမဟုတ်လောသူနှမများသည်လည်းငါတို့နှင့်အတူအနီးအပါးနေကြသည်မဟုတ်လောဟုပြောဆိုလျက်စေတနာစိတ်ပြတ်ကြ၏ယေရှုကလည်းပရောဖက်သည်မိမိမြို့မိမိအဆွေနေရာမိမိအိမ်မှတပါးအခြားသောအရာ၌အသေးရှိသည်ဟုထိုသူတို့အာမိန်တော်မူ၏မကြမ်းမမာသောသူအချို့တို့အပေါ်မှာလက်တော်ကိုတင်၍အနာကိုငြိမ့်စေခြင်းမှတပါအဘယ်တကိုးတော်ကိုမြထိုအရ၌ပြတော်မမူနိုင်ထိုသူတို့သည်မယုံကြည်ကြသည်ကိုအံ့ဩခြင်းရှိတော်မူ၏ပတ်လည်၌ရှိတော်မြို့ရွာများတို့ဒေတာဆရီလဲလေ၍ဆုံးမဩဝါဒပေးတော်မူ၏ဒီကျမ်းစာအရင်ကောင်းတယ်ယေရှုကသူ့မြို့သူ့ရွာမှာသွားတဲ့ခါမှာလေဆုံးမဩဝါဒပေးတယ်တဲ့လူများကြမှာနေလူတွေကလေသူ့ရဲ့ဆုံးမဩဝါဒသူ့ရဲ့တကိုးနမိတ်လက္ခဏာကိုမြင်တော့လူတွေကအံ့ဩကြဤသူကတဲ့ဤအရာတွေကိုဘယ်ကရတာလဲတဲ့တန်တရားဝင်ကြတယ်ယေရှုကဘယ်က copy ယူလာလဲယေရှုရဲ့တရားဟောချက်ကဘယ်က copy လဲ
သူကစေတနာစိတ်ပြတ်တယ်တဲ့ဟာလေလုယာကြည့်ဤသူဘယ်ကရလဲသူရတဲ့ပညာဘယ်ပညာလဲဤတကောဟာအဘယ်တော့ပြနိုင်တယ်နည်းဆိုသူလက်သမားသားမဟုတ်ဘူးလားသူတို့ပြောတယ်အငယ်သုံးပါကြည့်ပြောတယ်သူဒီလက်သမားသားမဟုတ်တော့မာရိဤသားမဟုတ်တော့တဲ့ယာကုပ်ယောသေယူဒရှိမုန်တို့၏အကိုမဟုတ်တော့သူနှမများသည်လည်းငါတို့နှင့်အနိပါနေကြသည်မဟုတ်တော့ဟုပြောဆိုလျက်စေတနာစိတ်ပြတ်တယ်သူတို့ပါသူတို့ယေရှုကိုအရန်သိလို့လားယေရှုနဲ့အရန်ယဉ်နေလို့လားယေရှုရဲ့မိသားစုတွေကလက်သမားဖြစ်တယ်သူတို့ညီမတွေညီကိုတွေအားလုံးဟာပဏိပါမှာနေတဲ့သူတွေပဲသူတို့ပါလေ familiarity လို့ခေါ်တဲ့အရန်ယဉ်နေလို့နဲ့ spirit အဲ့ဒီ spirit ကဘာဖြစ်စီလဲအဲ့ဒီ spirit အရန်ယဉ်နေသွားတဲ့အခါမှာသူတို့အသက်တာထဲမှာဖျားခင်ပေးမဲ့ကောင်းချီးဖျားခင်ပေးမဲ့နမိတ်လက္ခဏာတွေအားလုံးနဲ့လွဲသွားစေတာဖြစ်တယ်ယဉ်နီးကျွမ်းဝင်မှုကလေဘာကိုပျက်စီးစေလဲဆိုရင်ယုံကြည်ခြင်းကိုပျက်စီးစေတော့သင်ဟာအရင်ယဉ်နီးလို့မရတချို့တဲ့ဟာဝိညာဉ်ကောင်းဆောင်နေနဲ့အရင်ယဉ်နီး familiarity လို့အရင်ယဉ်နီးကျွမ်းဝင်မှုအရင်ယဉ်နီးလို့မရသင်ဟာအမှုတော်မှာအစီခံတဲ့ကဏ္ဍတွေမှာအရင်ယဉ်နီးလို့မရချို့တော့သူ praise and worship ဦးဆောင်တာအရင် familiarity ဖြစ်သွားတယ်ငါအမြဲလုပ်နေကြပဲငါမဆက်ကပ်လဲရတယ်ငါစုမတောင်းမဲ့ဥဆောင်လဲရတယ်ဆိုတဲ့အတွေးဝင်သွားပြီဆိုရင်သင်သုံးစားလို့မရဒါကျွန်တော်စကားအကုန်ပြောတာသင်အဲ့ဒီ familiarity ဆိုတဲ့ spirit ဝင်သွားပြီငါဒီ home set မှာတရားဟောတာလောက်ကတော့ငါဆက်ကပ်စရာမလိုဘူးဆိုတဲ့ငါပြင်ဆင်စရာမလိုဘူးဆိုတဲ့ familiarity spirit အရင်ရင်းနှီးသွားတာငါလုပ်နေကြပဲဆိုတဲ့တွေးဝင်သွားရင်တရားဖျားဆက်ချီမြောက်လို့မရတော့ဒါအရင်အန္တရာယ်များတဲ့ spirit တစ်ခုဖြစ်တယ်ဟာဒီကောင်းဆောင်တွေကငါအမြဲတွေ့နေကြပါသင် dishonor ဖြစ်သွားတယ်သင်ရဲ့ familiarity spirit ဟာ dishonor ဖြစ်စေတယ် faith ကိုပျက်စီးစေတယ်ကျွန်တော်တို့ဘာသာရေးအသင်းတော်တွေမှာအကြီးမားဆုံးပြဿနာအဲ့ဒီ familiarity spirit ဖြစ်တယ်သင်သိလားမသိကျွန်တော်ဘာသာရေးအသင်းတော်မှာလေသင်အုပ်ဆရာကတကယ်တော့သင်အုပ်ဖြစ်တယ်သူကအခွင့်အာဏာရှိရဒါပေမဲ့တင်းထောက်ကိုပဲကြောက်ရမလို့လို့ဟိုလူကိုပဲကြောက်ရမလို့လို့ဟိုလူကပဲပူအာဏာရှိတယ်လို့အလူအများဆုံးထဲတဲ့သူကပဲအာဏာရှိတယ်လို့ဖြစ်တယ်အသင်းတော်ရှိမှဖြစ်တယ်တကယ်တော့ head ကိုတဲ့ဟာ familiarity ဖြစ်တဲ့အခါမှာ dishonor ဖြစ်တယ်သူ့ပေါ်မှာယုံကြည်မှုပြတ်ပြားတယ်အဲ့ဒီခါမှာဖခင်ရဲ့အလုပ်လုပ်ခြင်းဟာအသင်းတော်ထဲမှာမမြင်ရတော့ကျွန်တော်အသင်းတော်ဘာကြောင့်ဖခင်ရဲ့အလုပ်လုပ်ခြင်းပုံမြင်ရလဲကျွန်တော်တို့ရဲ့ဝိညာဉ်ခေါင်းဆောင်ဝိညာဉ်ဖခင်မိခင်နေတဲ့ familiarity spirit မထားဘူးဖြစ်တယ်ကျွန်တော်အမြဲတမ်းသူတို့ကို honor ရှိသူတို့ကိုကျွန်တော်တို့အမြဲတမ်း honor လုပ်တယ်သူတို့ကိုကျွန်တော်တို့ယိုသေးထိုက်တဲ့အတိုင်းယိုသေးတယ်ဒါငါဆီယာမပဲငါဆီယာပဲဆိုပြီးကျွန်တော်တို့ဘယ်တော့မှစကားတွေလွတ်လွတ်ဆိုပဲမပြောကျွန်တော်အရန်ယိုသေးတယ်ကျွန်တော်ဧည့်သည်ဆီယာတွေဖခင်အရန်သုံးပါတယ်ဆိုတော့ဧည့်သည်ဆီယာတွေထက်တောင်မှကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်မိခင်တွေကိုကျွန်တော်တို့က honor ပို့လုပ်တယ်အသင်းတော်မပြောရင်လာကြည့်ပါကြည့်ပါကျွန်တော်ဧည့်သည်ဆီယာတွေကိုကျွန်တော်တို့ honor လုပ်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖခင်မိခင်တွေကိုကျွန်တော်ပို့ပြီး honor လုပ်တယ်တင်လာကြည့်ကျွန်တော်တို့ဝိညာဉ်ဖခင်မိခင်တွေကိုကျွန်တော်တို့ honor လုပ်ရင်ကျွန်တော်တို့ပေးတဲ့အရာတွေတင်လာကြည့်ကျွန်တော်တို့ကိုယိုသေးတဲ့အရာသူတို့ပြောလိုက်ဘယ်အချိန်မဆိုအချိန်တွေကျွန်တော်ထားလို့ပေးတယ်ဘာအကြောင်းပြချက်မှမရှိဘူးစကားတစ်ခုမဲ့အဲ့ဒါပါလေ familiarity spirit မရှိခြင်းဖြစ်တယ် honor လုပ်တာအဲ့ဒီအတွက်လဲအသင်းတော်မှာဖခင်ရဲ့အလုပ်လုပ်ခြင်းများသင် familiarity spirit မရှိတဲ့အရာဘာလဲဆိုရင်အသင်းတော်ထဲမှာသင်အဲ့ဒီ familiarity spirit မရှိတဲ့ပြီးရင် worship ကိုယ်ွယ်ခြင်းမှာမရှိတဲ့ငါလုံနေကြပဲငါချီးမွမ်းကိုယ်ွယ်ခြင်းဥဆောင်နေကြပြီးရင်ဆုတောင်းခြင်းဟာဆုတောင်းနေကြပုံမှန်ဆုတောင်းနေကြဟာကြာပရင်းညဆုတောင်းတာအရေးမကြီးပါဘူး familiar ဖြစ်လွန်သွားတဲ့လူဟာအရေးမကြီးတော့ဘာမှစမ်းစာဖတ်ခြင်း familiar မဖြစ်ပါနဲ့
အရင် familiarity spirit ကအန်ရများတယ်ဟဲ့ပြင်တင်းအောင်စရာတင်းရဲ့ဝိညာဉ်ကောင်းဆောင်တဲ့ပတ်သက်ပြီးဘယ်တော့မှ familiar မဖြစ်နဲ့တင်ကောင်းကြီးလိုချင်တယ်သူ့စီကဘိတ်သိက်လိုချင်တယ်ဆိုရင်သူနဲ့ဘယ်တော့မှအရင်မယဉ်နီးနဲ့တဲ့ဟာသူ့ယူတည်ရမှာဖြစ်ယဉ်နီးရမှာမို့သူ့ကို honor လုပ်ရမှာသူနဲ့ familiarity ဖြစ်လို့မရယေရှုနဲ့ familiar ဖြစ်တဲ့သူတွေကဘယ်တော့မှကောင်းကြီးမရဘိတ်သိက်မရအောင်နမိတ်လက္ခဏာမရအောင်ဖြစ်တယ်သူ့ကို honor လုပ်တဲ့နေရာမှာပဲနမိတ်လက္ခဏာမြင်ရတယ်တဲ့ဟာ familiar ဖြစ်သွားရင်တဲ့ယူတည်ဖို့မိသွားလိမ့်မယ်တဲ့ရဲ့ခေါင်းဆောင်တဲ့ familiarity ဖြစ်သွားရင်တဲ့သူ့ယူတည်ထိုက်တဲ့အတိုင်းမယူတည်တော့သူ့ honor လုပ်တဲ့အတိုင်းတဲ့မလုပ်တော့ဖြစ်တယ်ဟာဒီဆရာပဲအဲ့ဒီအတွက်လည်းတင်ကောင်းခြင်းမရတာဖြစ်တယ်ဒါကျွန်တော်မိသားစုတွေမလို့ကျွန်တော်ပြောတာအာမင်တဲ့ honor လုပ်ရမယ်တဲ့ယူတည်ရမယ် familiarity spirit ကိုကျွန်တော်တို့ချက်ကိုဖျက်ရမယ်ကျွန်တော်တို့မျိုးဆက်ဘာပဲဖြစ်ဖြစ်စူတောင်းခြင်းအသင်းတော် worship ကျမ်းစာဖတ်ခြင်းပြီးတင်းရဲ့ခေါင်းဆောင်နဲ့ပတ်သက်ပြီးတန်ရှင်တော်ဝိညာဉ်တော်ရဲ့အမှုပြုခြင်းနဲ့ပတ်သက်ပြီး the walk of the Holy Spirit တန်ရှင်တော်ဝိညာဉ်တော်ရဲ့အမှုပြုခြင်းနဲ့ပတ်သက်ပြီးအရင် familiarity မဖြစ်ပါနဲ့အရင်ယဉ်နီလွန်သွားရင်တင်ဘယ်တော့မှနမိတ်လက္ခဏာမဖြစ်တော့တင်ဘယ်တော့ဘုရားကောင်းလာတာဘယ်တော့ပဲဘုရားသုံးတဲ့ကဘာကျော်ယေရှုလာရင်တော့နမိတ်လက္ခဏာမဖြစ်တော့ဘူးဒါစကားအကုန်ပဲတဲ့ဝိညာဉ်ကောင်းဆောင်တဲ့အရင် familiarity ဖြစ်တဲ့ခါမှာတင်ဘာဘိတ်တင်မှမရတယ်နမိတ်လက္ခဏာမခံစားရအောင် breakthrough တင်ပေါ်မှာမရအောင်တဲ့ဆရာတဲ့ကိုမကျင်ရင်လက်တယ်အဲ့ယေရှုဒီကျမ်းစာရှင်မာကု6အခန်းရဲ့1ကနေ6ဖတ်ကြည့်သူတို့မယုံကြည်တော့ကြောင့်အံ့ဩတယ်တဲ့ယေရှုကငါတို့နဲ့တူတူနေတာလက်သမားသားလေဆိုပြီးမှယေရှုကိုသူတို့မြင်တဲ့အမြင်ကလက်သမားသားအမြင်ပဲရှိတော့တယ်ယေရှုဟာဖခင်ရဲ့လူဖခင်သားဆိုတဲ့ဝိညာဉ်ကြီးအမြင်သူတို့မှမရှိတော့ဘာကြောင့်လဲအရင်ယဉ်နီးသွားလို့ဖြစ်တယ်မိတ်ဆွေအန်ရများတယ်အဲတော့ကျွန်တော်ဒီအရာကိုတတိထားတယ်အာမင်ဆိုတော့ကျွန်တော်မှပြောစရာတော့အများကြီးရှိတယ်ဒါပေမဲ့ကျွန်တော်ဒီညမှာဒီအရာလေးနဲ့ကျွန်တော်အဆုံးသတ်ခြင်းတယ်ဝိညာဉ်ကြီးမှာအရင်ပဲတတိထားပါ familiarity spirit နဲ့ပတ်သက်ပြီးတော့ကျွန်တော်တတိထားဖို့လိုတယ်ဒီစာရမဏေရဲ့ရုပ်ဝက်လက်လက်ဒီနေ့မှတင်တဲ့ပေါ်ပေါက်မယ်လို့ကျွန်တော်ယုံကြည်အဲ့ဒီအရာတွေတဲ့ဘဝမှာတစုံတစ်ခုဝင်နေတယ်ဆိုတင်ဒီနေ့နောင်လာရဖို့လို့ဒီမှာရှိတဲ့ကျွန်တော်ညီကိုမောင်မတွေကျွန်တော်ရဲ့မိသားစုတွေတင်ကိုဘုရားခင်စကားပြောနေပြီဖြစ်တယ်ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ဘုရားရှိမှာပြန်ပြီးပြင်ဆင်ပြီးပြန်လာရင်ဘုရားခင်အမြဲတမ်းကျွန်တော်တို့အခွင့်အရေးပေးတဲ့ဘုရားဖြစ်ပါတယ်အဲ့ဒီစာရမဏေရဲ့လက်နက်တွေအားလုံးကိုတိုက်ခိုက်အောင်ဖို့ defeat လုပ်နိုင်ဖို့တင်ပါလို့ရမယ်ဆိုရင်ဖျားနဲ့နေစဉ်နီးနီးကပ်ကပ်နေပါ